ပြီးကလည်းမလာတာတို့ရလေ အဲ့ဒါတော့ဒူပေးတာငါ တတော် တတော်ဒူပေးတာနော်ငါဟဲ့အောင်နေဒီနေ့ ဟုတ် ဆိုင်မှာခေါ်ဖို့ဝန်ထမ်းတွေတို့ငါအချက်လက်တွေပြောမယ်မင်းတို့တခြားလိုက်မယ်โอเคရှင်းပြီလား ပြပါတယ်ဟိုကဂျာကြီးဟိုကလေမိန်းကလေးဘယ်နှစ်ယောက်ယောက်ျားလေးဘယ်နှစ်ယောက်ခေါ်မှလဲဗျ ငါအခုမှစမှာလေကွာဆက်ပြော ဟုတ်လားပြောပါမှာလေ အခုနမေးတာမေးယောက်ျားလေးကိုငါတကယ်တမ်းဆိုမခေါ်ချင်ဘူးကွာမိန်းကလေးပဲခေါ်ချင်တာ ယောက်ျားလေးဒီက ဟုတ်တယ်ယောက်ျားလေးမင်းတို့ကစောက်သုံးမကြတော့ယောက်ျားလေးကိုတယောက်ခေါ်လိုက်ကွာမဖြစ်မနေဘူးတယောက်ခေါ်လိုက်မင်းကလေးကနှစ်ပတ်ငါဖြစ်နေအများကြီးခေါ်ချင်တယ်မင်းကလေး ဘယ်နှစ်ယောက်ခေါ်မှလဲဘယ်နှစ်ယောက် ၄ယောက်ကွာ၄ယောက်တစ်ဖက်2ယောက်ထားလိုက်မယ်ငါ အတက်ကရောဂျာကြီး အတက်က9ရက်ပေါ်ပါလေ မဟုတ်လေဂျာကြီးမိန်းက မ လေး ဟုတ်အတက်ကဟိုမင်းကလေးကတော့18ကနေပြီးတော့ငါပြောပြမယ်ကွာမင်းကလေးကိုအသားဖြူဒီလားကိုလိုကိုဘောက်ကကွာတောင်းတင်းနဲ့အိုင်း မဟုတ်ဆိုင်တော့ခေါ်ပါလေဆိုင်တော့ခေါ်ပါ အဲ့လိုမဟုတ်လေဆိုင်တွက်လေဘို့ customer တွေဘယ်လိုပြောရမလဲ customer တွေကို service ပေးမှာ စားပြီးမှာအဲ့လိုတောက်ဖြောင်းဖြောင်း တော့ပြောနေငါတို့အဆင်ပြေဟုတ်ပါ ဟုတ်ဘူး ပြီးရင်ဟွာဗာလဲမိန်းကလေးတွေကိုအစမ်းခန့်ကာလ ဟုတ် ယောက်ျားလေးနဲ့မိန်းကလေးယောက်ျားလေးတယောက်ခေါ်မှာဆိုတော့ဒီကောင်ကတလားလောက်ပဲကွာတလားလောက်အစမ်းခန့်လိုက်မယ်ဒီကောင် တလား ဒီကောင်ကိုဖြုတ်လိုက်ပြီးမှကတ်တိုးလိုက်ပြီးရင်မရှိရှိတဲ့အပြည့်ရှားလိုက်မှာကွာနော် မင်းလေးရ မိန်းကလေးကငါ2နှစ်လောက်ခံ နှစ်တော့ ဘာဖြစ်လို့လဲ အားမဖြစ်ဘူးနှစ်ကြီးကြတော့ ငါဘေးနားမှာထားကြည့်လို့ကွာ နာဘူး ဟမ် ဟုတ်တယ်ရတယ်လို့ အဲ့လိုက်မှတ်တာငါပြောတာ မှတ်ထားတယ် အလုတ်ချိန်နဲ့နားရက်ကိုငါကမိန်းကလေးတွေငါတို့တစ်ပတ်မှာက9ရက်တော့လွတ်လို့ရနော် ဟုတ် မိန်းကလေးတွေ2ရက်ပဲပေးလို့လိုက်9ရက်ပေးနာလိုက် ယောက်ျားလေးရ မင်းတို့ကငါတပည့်အရင်ဆိုတော့တပတ်လုံး ယောက်ျားထိပ်မရှိ မင်းတို့မလုတ်ချင်ဘူးလား လောက်ချင်တယ်ဟုတ်ဂျာကြီးဟိုနောက်တစ်ချက်ကရော လာစာအဓိကအဲ့ဒါလာစာမင်းတို့ဘယ်လောက်ရတာလဲ ပြီးကလည်းမလာတာတို့ရလေ အဲ့ဒါဘယ်လောက်ဒူပေးတာငါ တတော် တတော်ဒူပေးတာနော်ငါအားလုံးပေါင်းဘယ်လောက်ရလဲ 3,600 3,600ဟာအရင်များတယ်နော်မင်းတို့အရင်များနေတယ်ဟုတ်လေများတယ်များဟုတ်ဘာဖြစ်လို့လဲ များဟိုဂျာကြီးအိမ်မိန်းကလေး မိန်းကလေးကိုဘာမှမပြောနဲ့ငါကြည့်မယ်ကွာမိန်းကလေးဖြစ်တာနဲ့ခုနကတန်းပေးမှာ မိန်းကလေးဖြစ်ရုံနဲ့ခုနှစ်သိန်းပြီးပြီ ပေးပြီ ကျဲနေဘန်ကောက်ဘလို့သွားဖြတ်ချင်လို့ ဘာဖြတ်မှာ မဟုတ်ဘူးလက်ကိုပြောတာလက်လေး မင်းတို့ကတော့ရှင်းမလို့နောက်မလို့နော်အေး ဟုတ်ဂျာကြီးနောက်တစ်ချက်က နောက်ချက်ကအဓိကအရေးကြီးဆုံးတာဝန်ဝတ္တရားပဲ ဟုတ်တာဝင် နော်ငါ့ကိုတာဝန်ယူရမယ်မိန်းကလေးတွေက တိတ်နေရလေးဖြတ်နေမဟုတ်ဘူးဟာပြောဂျာကြီးကအဓိကလိုရတယ်လိုရဝိစားတွေတာဝန်ယူရမယ် ဆိုင်မှာငါဂျာကြီးငါ့ကိုပြုရမယ် ဟုတ်တယ် ငါနေမကောင်းရင်ဘယ်လိုကြည့်လဲ ပြုရမှာမဟုတ်လေဒါဆိုင်မှာအဲ့လိုတော့ ဟုတ်ငါနဲ့တက်အောင်နေရမယ်ပြောချင်တာကွာတက်အောင်နေရမယ်ပြောချင်တာကွာမင်းတို့ကလည်းဖြစ်တွေးလေကွာ နောက်ချက် မှတ်လိုက် ယောက်ျားလေးတွေကကြတော့ဆိုင်ရဲ့ချေခေါင်းဆက်ချေဆုံးအကုန်လုံးရမယ်ဆိုင်ရှိမှခွေးကြီးပါတာပဲဖြစ်ဖြစ်အမိုင်းဟိုဟာလေလွတ်ပြဂျာကြီးပြမှ ဘာပြောချင်လို့လဲ မဟုတ်မနှာခေါင်းရ ငါနှာခေါင်းရားလာတယ်နော်မင်းတို့ကြည့်ရ ဟုတ်တယ် မင်းတို့ကတန်ရှင်းအကုန်လုံးရမယ်တခုမကျင်နဲ့နော်နောက်တစ်ခုဆက်ပြောမယ်ဟဲ့မှတ်ထားလားမင်းတို့မှတ်ထားလားဟာ မှတ်ထားတယ် ဟာမင်းတို့ကမဟုတ်တော့ဘူးနောက်ဆုံးတစ်ချက်ပြောပြမယ်ကွာနောက်ဆုံးတစ်ချက်ကအလုတ်ထွက်တယ်နော်အလုံးမနှုတ်ထွက်မယ်ဆိုရင်မင်းတို့ကကိုထုတ်ကိုဆွဲပြီးပြန် ဒါလေးတဲ့ကိုထုတ်ဆွဲပြ ကွာမင်းတို့အထုတ်မင်းတို့မဆွဲပဲပေါ့မင်းတို့ကဒီမှာလဲနေသေးတယ်မင်းတို့အထုတ်မင်းတို့မဆွဲတော့ဘာလို့မဆွဲ မယ်လဲမင်းကလေးကြမင်းကလေးကြအောင် မင်းကြီးကျတော့ငါတို့ကနင့်နာမှာလေငါဘိန်းနာမှာနေရမှာဆိုတော့ငါပြုစုရမှာဆိုတော့တို့ကို6လစာပြေးပြီးတော့လုံနာကိုင်းမယ်ဟုတ်တယ်ဟုတ်တယ် မြားပါစောက်တယ်ပဲမရှိတော့ စောက်တယ်ပဲ နင်းကမင်းတို့လားနင်းမင်းမ ဟုတ်လေ မင်းကိုကြတော့ဟမ်မင်းကလေးနဲ့အမှဆက်လို့အဲ့လိုမလုပ်နဲ့ A few moments later. ဆိုင်မှာအမျိုးသမီးဝန်ထမ်းလေးကိုခေါ်ယူနေတာဖြစ်ပါတယ်
ဘလိုမျိုးခေါ်ယူနေတာလဲဆိုရင်လှလှပပချောချောမောမောတည်တယ်မလားအဲ့လိုမျိုးလေးကိုကျွန်တော်အတွက်ပေါ့နော် အော်လာပပချောချောမောမောလာဘူးမလုပ်နဲ့ဟမ်လာပပမချောမောမောရုပ်ရည်အတင်းတင်းလို့ရတယ် ဒါရဲမြောက်ဆွဆွလုံးရမှာမလို့နော်ရဲလူတော်ကိုအတီပြောပြီတကယ်ပြောပြီဆိုင်မာလီအမျိုးသမီးဝန်ထမ်းအလိုရှိတယ်ဆေးရမာကတ်ရော digital ပိုင်းရောပိုင်နိုင်ပိုကောနဲ့မပိုင်နိုင်လဲစိတ်မပူပါနဲ့ကျွန်တော်တို့တင်ပေးပါမယ်အစားဆုံးတော်ဝယူပါတယ်စာချုပ်ပေးပါတယ် ဖုန်းနံပါတ် အေးဖုန်းနံပါတ်မမြင်ရလာပြောပေးပါလေ ဖုန်းနံပါတ်ကအခုပြော39964880 ကင်မရာဦးမာလီ ဟို39964880 39964880မှာလာရောက်ဆက်သွယ်ပြီးတော့လဲစီဖောင်များရှောက်ထားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ခေါင်းကျေးဇူးတင်ပါတယ်ခေါင်းကျေးဇူးတင်